ကျွန်တော်နာမည်ရဲမင်းထွန်းပါဘကူကလာတာပါဟုတ်ဒါကတော့ကျွန်တော်ညီပါမောင်ရဲထူပါဟုတ်ကဲ့ကျွန်တော်တို့ဟို online ကနေပေါ့ Facebook account ကနေကြည့်ပြီးတော့ iSet ကိုဆက်သွယ်မိတာပါ Facebook account ကနေပြီးတော့တွေ့တဲ့အချိန်မှာကျွန်တော်တို့လှမ်းပေးတဲ့အချိန်မှာဒီကဟိုဖြေချမှုပါပေါ့နော် iSet ကဖြေချမှုကကျွန်တော်တော်တော်စိတ်ဝင်စားသွားပါတယ်အားကြောင့် iSet ကိုရောက်လာတာပါဒီကျွန်တော်မျက်စိကတွန်းနှံကျုံနဲ့ခိုက်ပြီးတော့ဒဏ်ဖြစ်သွားတာပါအဲ့ဒီကျွန်တော်ဘကူမှာပဲစစ်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်မျက်စိတွေကကင်မရာပြီးကွဲသွားတယ်လို့သိရပါတယ်အဲ့ကင်မရာဒီလဲမယ်ဆိုပြီးတော့ဘကူမှာကျွန်တော်လဲခဲ့ပါတယ်ဒါပေမဲ့လဲတဲ့အချိန်မှာကျွန်တော်တိလိုက်ရတာကကင်မရာဒီစောင်းနေတယ်ပြီးတော့ကျွန်တော်အမြင်အာရုံတွေကတိတ်မကောင်းကြည့်လို့တိတ်မကြည်လင်မပြတ်တော့အဲ့ဒါကြောင့်ကျွန်တော်ဒီ iSet ကိုရောက်လာတာပါတိတ်ကောင်းပါတယ်ကျွန်တော် iSet ရောက်တဲ့အချိန်မှာပဲကျွန်တော်ပထမဆုံးစစ်တဲ့ဆရာဝန်မလေးဆရာဝန်မလေးပဲပြောမှာဒေါက်တာတယောက်ကကျွန်တော်ကိုအောက်မှာစစ်ပါတယ်စစ်တဲ့ချိန်မှာကျွန်တော်ကအရင်တော့အရန်ထိတ်လန့်ခဲ့တယ်ကျွန်တော်မျက်စိပြန်ကောင်းပါမလားလို့ပေါ့ပြန်ခွဲလို့ရပါမလားလို့ကျွန်တော်တွားခဲ့တဲ့ဆေးရုံကြီးဆေးကနေမှာကကျွန်တော်မျက်စိကိုပြန်လုံးလို့မရနိုင်ဘူးတိုင်းပဲနေပါမျက်မှန်နဲ့တက်နေပါလို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်ကဇွဲတော့တိတ်မလျှော့ဘူးiSet ကိုရောက်တဲ့ချိန်မှာ iSet ကဆရာဝန်တယောက်ကကျွန်တော်အောက်မှာစစ်လိုက်တဲ့ချိန်မှာအခုမျက်စိကခွဲလို့ရပါတယ်မဖြစ်မနေရတယ်နော်အဲ့မှာလည်းအားရှိသွားတာပေါ့ဟုတ်ကဲ့ပါဆရာဝန်မကြီးဒေါ်ပြည့်ပြည့်သိန်းနဲ့မတွေ့ခင်ကအားရှိသွားတာပေါ့ပြောမှအားရှိပါတယ်ဒါပေမဲ့ဒီမျက်စိကခွဲလို့ရနိုင်တဲ့အခြေအနေအများကြီးရှိတယ်ဒီဟာကိုတိတန့်ခွဲပေးတဲ့ဆရာမဒီဆေးရုံမှာရှိပါတယ်ဆိုပြီးတစ်စိမ့်ပြောတော့ကျွန်တော်အားတော်ရှိသွားပါတယ်အဲ့ဒီကနေသူကနေတစ်စင်ကျွန်တော်ဆရာမဒေါက်တာဒေါ်ပြည့်ပြည့်သိန်းရှင်လွှဲပေးတယ်ပေါ့လွှဲပေးလိုက်ပါတယ်လွှဲပေးလိုက်တဲ့အချိန်မှာလဲဆရာမကြီးဒေါ်ပြည့်ပြည့်သိန်းနဲ့တွေ့တဲ့အချိန်မှာပဲကျွန်တော်အားရအရင်ပိုတက်လာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆရာမကြီးကပြောတာကဒီမျက်စိကကျွန်တော်ကတအားကြောက်တယ်တော့လက်ရှိရနေတဲ့အမြင်လေးလွဲအောင်မှကျွန်တော်အရင်ကြောက်တယ်။ဟုတ်ဆုံးရှုံးမှအရင်ကြောက်တယ်။ဒါပေမဲ့ဆရာမကြီးပြောလိုက်တာဘယ်လောက်အားရှိစရာလဲဆိုတော့ဒီအမြင်ထက်စိုးစရာမရှိဘူး။ဒီအမြင်ထက်ပိုကောင်းမှု80%ရှိတယ်လို့ဆရာမကြီးကပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်အရန်ဝမ်းသာပါတယ်။ဘလို့ဝမ်းသာလို့ဝမ်းသာမှမသိဘူးဝမ်းသာပါပါတယ်။အဲ့ဒီကနေပြီးတော့ဆီယမ်မိုက်ချင်းလေးရဲ့ကျွန်တော်ပြန်ရောက်လာပါတယ်ခွဲဖို့ဆိုပြီးတော့ဒီလိုပဲကျွန်တော် live တွားပြီးတော့ပဲเนาะမေးပြီးတယ်ပေါ့တခြားဆရာဝန်တွေလည်းမေးတယ်မခွဲရဘူးပြောပြတော့ဆီယမ်မိုက်တော့ပြည့်သိန်းပေါ့เนาะဒါလည်းမခွဲတဲ့ဆရာဝန်တွေကများတယ်ပေါ့မခွဲဒီတိုင်းပဲနေဆိုပြီးပြောတဲ့ချိန်မှာဆီယမ်မိုက်ရဲ့ပြောတာတခြားနေ့မှာတော့မခွဲရတာကျမတို့ကဒါတွေပဲခွဲနေတာပါလို့ပြောလိုက်တော့မှပို့ပြီးအားတက်သွားတယ်ပေါ့အားတက်ဆုံးပေါ့ကျမတို့ကဒါတွေပဲခွဲနေတာပါလို့ပြောလိုက်တာတကယ်အားတက်ဆုံးဖြစ်သွားတော့မေးပါတယ်ကျွန်တော်ရန်ကုန်မှာလည်းတခြားဆေးရုံတော့အမြည်တော့မတက်တော့ဘူးပေါ့နော်မေးကြည့်တယ်ဒါပေမဲ့သူတို့ကအဆင်မပြေဘူးပေါ့ဒီတိုင်းလေးပဲနေလဲသူကမဆုံးရှုံးနေမြင်နေရတယ်ဆိုပြီးတော့ပြောတယ်ပေါ့ဒီတိုင်းလေးပဲနေဖို့ဟုတ်အခုဒီရောက်လာတော့ဘယ်လိုပြောမလဲအတိုင်းထက်လုံးအောင်မြင်သွားတယ်ပေါ့အခုချိန်ကြီးရောက်သွားတယ်ဆိုပိုအောင်မြင်တဲ့အနေထားရောက်သွားတယ်ဆိုတော့ပို့ပြီးဝမ်းသာသွားတော့ပေါ့iSet မှာရှိတဲ့တာဝန်ရှိသူအားလုံးတာဝန်ကြပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ကာပတ်ကင်လေးရနေအစားညီလေးကစပါဆရာမကြီးတော်တော်သဘောကောင်းတယ်ဝန်ဆောင်မှုကောင်းတယ်အားလုံးဝန်ဆောင်မှုကောင်းပါတယ်ပြည့်စုံတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါမခွဲခဲ့ရဆိုရင်တော့ကျွန်တော်အဲ့ဒီဘက်ကမျက်လုံးကလုံးဝကိုကြည့်လို့မကောင်းပါဘူးသူတော်တော်မကောင်းတာပါဟိုမျက်စိကတစ်ချက်တစ်ခါလေးကြာရင်ကတ်တက်လေးဖြစ်တယ်ကြည့်ရတာပြီးတော့အမြင်အာရုံဆိုရင်လုံးဝမတဲပွဲတဲ့အနေထားဖြစ်ပါတယ်အခုခွဲပြီးမှဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီခွဲထားတဲ့မျက်လုံးတစ်ဖက်ကလုံးဝမျက်မှန်မတက်ဖ ೇನೆ စာဖတ်လို့ရပါတယ်မြင်ရတယ်လို့ပြောတယ်ပေါ့နော်တော်တော်မြင်ရပါတယ်မျက်မှန်တက်ဆောင်လို့ဖတ်လို့ရပါတယ်အဝေးဆိုလည်းတော်တော်ကြည်ကြည်လေးကိုကောင်းပါတယ်ဟုတ်ကဲ့ပါဝမ်းသာကြပါကျွန်တော်မိသားစုအားလုံးလည်းဝမ်းသာနေပါတယ်ဟုတ်ကဲ့ပါအဲ့လိုဝေဒနာမျိုးတွေခံစားနေရတယ်ဆိုရင်တော့ iSet နဲ့အများဆုံးဆွေးနွေးတင်ပါတယ်iSet ကိုအများဆုံးလာပြီးတော့တိုင်ပင်တင်ပါတယ်ပြသတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ iSet မှာကျွန်တော်ကလက်တွေ့ဟိုခုခံစားနေရတာကျွန်တော်အသိပါလုံးဝပျော်ရွှင်ရပါတယ်ကျွန်တော်မိသားစုအားလုံးကတော်တော်ပျော်ရွှင်နေပါတယ်အမှန်တကယ်ပြောမယ်ဆိုရင်ကျွန်တော်မျက်စိကိုကျွန်တော်မိမိကနိုင်ငံခြားမှာကုမလားမမေ့ရှိတဲ့ပစ္စည်းတွေရောင်းပေးမယ်ငါတကုလို့တော့မှပြောပါတယ်ဒါပေမဲ့ကျွန်တော်တော်တော်ခံစားခဲ့ရပါတယ်
ခံစားခဲ့ရဲဆိုတော့ကျွန်တော်စေကန်းတွေတပြပြီးတိုင်းမရဘူးဒီတိုင်းပဲနေပါနေရမယ်ဆိုတာရနော်ဒါစိတ်ကြကြရဖြစ်နေစေကန်းပြောလိုက်ကြားလိုက်တဲ့စကားတိုင်းပေါ့ကြားလိုက်ရတိုင်းပေါ့နော်ကျွန်တော်အိမ်ပြန်ရောက်တိုင်းကျွန်တော်မေမေပေါင်ပေါ်မှာအမြဲတမ်းခေါင်းထိုးပြီးအိပ်ပါတယ်မေမေတားမြက်လုံးကဒီတိုင်းပဲဒီထက်ပိုမကောင်းနိုင်ဘူးလို့မေမေပြန်ပြောတဲ့ချိန်မှာမေမေကတားကိုနှစ်သိပ်ပါတယ်ကောင်းမှာပါငါတားတစ်ချိန်ကောင်းမှာပါငါတားပြန်ကောင်းလာမှာပါပြောပါတယ်ဒါပေမဲ့အိုက်ဆန်နဲ့တွေ့တဲ့ချိန်မှာတကယ်လည်းပြန်ကောင်းသွားတယ်တကယ်လည်းပြန်ကောင်းသူနိုင်ငံခြားလည်းသွားစရာမလိုပါဘူးသွားစရာမလိုပဲကောင်းသွားတယ်ပေါ့နော်ကျွန်တော်အရင်လည်းဝမ်းသာပါတယ်အိုက်ဆက်ကိုကျေးဇူးတင်အထူးတင်ပါတယ်အိုက်ဆက်ဆိုတာအထူးကျေးဇူးတင်တာကတော့ဆ iam မကြီးဒေါက်တာဒေါ်ပြည့်သိန်းဟုတ်ဆ iam မကြီးကျွန်တော်အရင်ကျေးဇူးတင်ပါတယ်ဆ iam မကြီးဟုတ်ကဲ့ပါကျေးဇူးလည်းအမြဲတက်လို့အမြဲလည်းကျွန်တော်ကြောက်အိပ်ပါတယ်ဆ iam မကြီး